င်္ဂလာပါထိတိက channel ကနေကြိုဆိုပါရစေနေ့မှာတော့ကျွန်တော်တို့ရှင်တော်မြတ်စွာဘုရားနဲ့အာနာတော်မြတ်ကြီးအားဆောင်းရှောက်နေတော့တက္ကမီတော်အာဂတဆုဘုံမဆုယုတ်ကဆုနတ်မင်းတို့၏အုပ်ဆောင်နတ်ပြည်6တက်တို့တိုင်းနတ်သားနတ်သမီးတို့၏အုပ်ဆောင်အကြမင်းကြီးအားပူဇော်ကံဖွင့်လှစ်မှာဖြစ်ပါတယ်ထို့သူကျွန်တော်တို့သည်ဒူအဖြစ်ယနေ့အကြမင်းအားပူဇော်အားဖြင့်မိခဲ့တို့အစားအစာများပါဝင်ရမည်မိခဲ့တို့ပြင်ဆင်ရမည်ကိုအဓိကထား၍တင်ဆက်ပြသမှာဖြစ်ပါတယ်ယခုတင်ဆက်မှုဖြင့်သီထားမိမှာအကြမင်းအားကိုးကွယ်ရန်မဟုတ်ပဲပူဇော်ရန်အလို့သာဖြစ်ပါသည်ဟိုပူဇော်ခြင်းသည်ရိုးရာဓလေ့ဖြစ်ပါသည်ကိုးကွယ်ခြင်းမဟုတ်ပါကိုးကွယ်မှုသည်ဘုရားတရားတန်ခါဒီယနာမြတ်၃ပါးမှာခြားကိုးကွယ်ရမရှိဖြစ်ထို့ကြောင့်ယနေ့ပူဇော်မှုကရိုးရာဓလေ့အဖြစ်ကြည့်ရှုအားပေးတော်မူပါရန်ကြိုတင်၍အတည်ပြုအပ်ပါသည်
။